င်္ဂလာပါရှင်နန်းနေ cooking blog မှာကြိုဆိုပါရစေဒီနေ့မှာတော့နန်းနေကကြက်သားမွားကြော်စားမှာဖြစ်ပါတယ်ကြက်သားမွားကြော်ဖို့အတွက်အရင်ဆုံးကြက်သားကိုရေးဆေးပြီးတော့နန်းနေအယိုးလေးတွေထုတ်ထားတယ်ပြီးရင်တော့အသားလေးတွေကိုအပြောင်းလေးတွေလှီးထားပါတယ်ပြီးရင်တော့နန်းနေအရသာမှုန့်နေမှာဖြစ်ပါတယ်အရင်ဆုံးနန်းနေစားထည့်ပါမယ်ရှင်ဟင်းချိုပုံအနေငယ်ထည့်ပါတယ်စနွေးအနေငယ်ထည့်ပါတယ်ရှင်ပြီးရင်တော့ပဲငယ်ပြားကြီးထည့်ပါတယ်ခရုစီအနေငယ်ထည့်ပါတယ်ရှင်အားလုံးပြီးပြီဆိုရင်တော့နည်းနည်းအသားထဲဝင်သွားအောင်နေလိုက်ပါမယ်အားလုံးနှံ့အောင်နေပြီးသွားပြီဆိုရင်တော့နည်းနည်းပြုတ်ပါမယ်ရှင်ပြုတ်ရင်နည်းနည်းမှုရအောင်လို့ပေါ့နော်ဂျင်းနဲ့ငယ်ထည့်ပါတယ်ပြီးရင်တော့နည်းနည်းရေအနေငယ်ထည့်ပါတယ်ကြက်သားနူးမြန်တဲ့အတွက်ရေကိုအများကြီးမထည့်ပါဘူးနည်းနည်းပဲထည့်ပါတယ်ပြီးတော့ကြက်သားရေထွက်အောင်ပါဆိုတော့အဲ့သူထွက်လာမယ့်ရေနဲ့ဒီထည့်တဲ့ရေနဲ့အနေတော့ဖြစ်အောင်လို့ပေါ့နော်ပြီးနည်းနည်းဆူလာတဲ့အချိန်မှာအောက်နားလေးတွေကတ်မှာဆူလို့နည်းနည်းမှွေလိုက်ပါမယ်ဒီလောက်ဆိုရေနည်းနည်းများသေးတယ်ပေါ့နော်နည်းနည်းလေးရေခံအောင်နောက်ထပ်9မိနစ်လောက်နည်းနည်းထားလိုက်အောင်မယ်ရေကများသေးတယ်ဒါဆိုရင်ဒါဆိုရပြီပေါ့နော်ရေလည်းခမ်းသွားပြီနည်းနည်းလေးပဲကြံတော့တယ်အဲဆိုရင်တော့နည်းနည်းကြက်သားကိုအေးခံပြီးတော့အမြင်လေးတွေဖြစ်အောင်နှွင်လိုက်မှာပေါ့နော်ဒါဆိုနှွင်ထားတာအမြင်လေးတွေဖြစ်အောင်နှွင်လိုက်တာဖြစ်ပါတယ်ပြီးရင်တော့နည်းနည်းကြက်သွန်နေကြောပါမယ်ရှင်ကြက်သွန်အနီကိုတော့နည်းနည်းကအရန်ကြီးရဲအောင်မကြော်ဘူးပေါ့နော်ခါသွားမှာဆိုလို့ဒီလောက်အနီဆိုရင်ရပါပြီဒါဆိုရင်အတော်ပဲကျွတ်ကျွတ်ကလေးနဲ့မွားမွားလေးပေါ့နော်ဒီလောက်အနေကအတော်ပဲကျွတ်ကျွတ်မွားမွားလေးပြီးရင်တော့နည်းနည်းကြက်သွန်အဖြူကြောပါမယ်ရှင်ကျက်သွန်ဖြူလည်းရသွားပြီပေါ့နော်ဒီလောက်ဆိုပြီးရင်နည်းနည်းကြက်သားစကြော်ပါပြီစနွေးနဲ့ငယ်ထည့်ပါတယ်ပြီးရင်တော့ခုနကနှွင်ထားတဲ့ကြက်သားကိုထည့်ပါမယ်ရှင်ကြက်သားကိုတော့နည်းနည်းစပြီးတော့ကြော်တဲ့အချိန်မှာအမြင်သေးသေးလေးတွေမလုပ်ထားဘူးနည်းနည်းအရန်မြင်သေးသေးလေးတွေမကြိုက်ဘူးပေါ့နော်နည်းနည်းလေးထူထူလေးမှကြိုက်တယ်အဲဒါကြောင့်နည်းနည်းကတော့အဲ့လိုအမြောင်းလေးတွေကိုနည်းနည်းထူတာလေးထူအောင်လုပ်ထားတာပေါ့နော်ပြီးတော့မှမှွေရင်းနဲ့လည်းသူကနည်းနည်းဟိုထပ်ပြီးတော့ပေါ့နော်အမြန်သေးဦးမှာဆိုတော့ဒီလောက်အနေဆိုတော်ပါပဲပေါ့နော်အဲ့ဒါဆိုရင်နည်းနည်းအဲ့အောင်ချက်အမြင်ကိုပေါ့အရန်တေးသေးလေးမလုပ်ထားဘူးပြီးတော့ခုနကပြုတ်ရည်လေးထည့်လိုက်ပါမယ်အချိုရည်လေးဆိုတော့ထည့်လိုက်မယ်နော်အရသာရှိအောင်တဖြည်းဖြည်းမှွေနေနေလေအမြင်ကသေးသွားတာပေါ့နော်သူကအမြင်လေးတွေကိုအဲ့လိုမှွေနေနေလေတဖြည်းဖြည်းနဲ့ပေါ့နော်အမြင်လေးရဲ့တေးသေးလေးဖြစ်သွားဒီလောက်ဆိုရပြီပြီးရင်တော့နည်းနည်းငရုတ်သီးစီတက်မယ်အနံ့မွှေးအောင်တော့နည်းနည်းစီတက်တဲ့အချိန်မှာကြက်သွန်ဖြူကြက်သွန်ကြီးဂျင်းနဲ့စီတက်ပါတယ်ဂျင်းပါပါတယ်ရှင်ကြက်သွန်အနံ့မွှေးလာပြီဆိုရင်တော့နည်းနည်းငရုတ်သီးထည့်ပါမယ်ငရုတ်သီးအကျန်းဖတ်ပေါ့နော်ငရုတ်သီးအကျန်းဖတ်ကိုထည့်ပါမယ်ငရုတ်သီးကိုလည်းရဲရဲလေးနဲ့မှုံးမွေးလေးဖြစ်အောင်ကြော်ပါမယ်ရှင်ပြီးရင်တော့နည်းနည်းခုနကကြော်ထားတဲ့ကြက်သားနဲ့ရောလိုက်ပါမယ်
နည်းနည်းအရသာကိုထပ်မထဲတော့ဘူးเนาะပြုတ်တဲ့အချိန်မှာနည်းနည်းအရသာကိုတစ်ခါတည်းထည့်ထားတာဖြစ်တဲ့အတွက်အခုမထဲတော့ဘူးငယ်ဦးသီးနဲ့ရောလိုက်ပါတယ်အားလုံးပြီးပြီဆိုရင်တော့ခုနကပထမဦးဆုံးကြော်ထားတဲ့ကြက်သွန်အနေနဲ့ကြက်သွန်အဖြူအကျော်လေးကိုအပေါ်ကနေပြီးဖြူလိုက်ပါမယ်ရှင်ဒါဆိုရင်အရသာရှိတဲ့အနက်မှွေးပြီးတော့အရသာရှိရဲ့ကြက်မွားကျော်လေးရပါပြီအားလုံးအေးသွားပြီဆိုတော့မှနည်းနည်းအပေါ်အောက်တစ်ခါထပ်ပြီးတော့တမအောင်မှွေပေးလိုက်ပါမယ်ဒါဆိုရင်စားလို့ရပြီပေါ့နော်အဲဒါနည်းနည်းထမင်းနည်းနည်းစားပြမယ်နော်ကြက်မွားကျော်ထည့်ပါမယ်ပြီးရင်တော့နည်းနည်းဒီနေ့အိမ်မှာမယန်းသီးတုပ်စားတာပေါ့နော်မယန်းသီးတုပ်ကလေးနဲ့ပြီးတော့ဘူးသီးကြော်ချက်ပေါ့နော်ဘူးသီးနုနုလေးကိုကြော်ချက်ချက်ထားပါတယ်ဒါကဘူးသီးကြော်ချက်ဟင်းမကန်ကြီးကတေချာချိန်လို့မရဘူးဖြစ်နေကင်မရာကလေနည်းနည်းထမင်းစားကမ်းပါလေမီးလာပြင်းနေတယ်မီးလာပြင်းနေတော့စားလို့မရတော့ဒီမှာလာစားတာဆိုတော့ကင်မရာချိန်ကအဆင်မပြေဘူးဖြစ်နေဘူးဒီကနုနုလေးဆိုချိုးနာပဲဒါမယန်းသီးတုပ်ကိုတော့လည်းမတုပ်ရတော့ဘူးနောက်လာမယ်ဘယ်တော့ဒီကြမှာတုပ်ပြမယ်နော်အရန်ရှည်သွားမှာဆိုလို့စားလို့လည်းပြီးသွားပြီစားလို့လည်းအရန်ကောင်းပါတယ်နန်းဟင်းလိုပဲကြော်စားကြည့်ကြပါရှင်နန်းဟင်းရဲ့ဗီဒီယိုလေးကို
အချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်လည်းအဆက်မပြတ်တင်ပေးမယ်ဗီဒီယိုလေးတွေကိုကြည့်ရှုနိုင်ရန်အတွက်နန်းရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးအားပေးသွားပါအောင်ရှင်နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်ရှင်